ပြီးခဲ့တဲ့တစ်ပတ်မှာကတော့တက်ဆင်မှုပုံစံတွေနဲ့ပစ္စည်းရွေးချယ်မှုတွေအကြောင်းကိုပြောပြပေးခဲ့ပြီးအခုတစ်ပတ်အတွက်တက်ဆင်မှုအပိုင်းကိုပြောရမယ်ဆိုရင်နံပါတ်1ဘလို့တက်ဆင်နည်းကိုရွေးမလဲ2ဘယ်အချိန်မှာတက်မှာလဲဆိုတာတွေပဲဖြစ်ပါတယ်တက်ဆင်နည်းတွေကတော့အခြေခံအဖြစ်၄မျိုးလောက်ရှိပါတယ်အဲ့ဒီတက်ဆင်နည်းတွေကတော့နံပါတ်1မျက်နှာပြင်ချောတာချောပြီးမှတက်ဆင်ခြင်းနံပါတ်2 subframe အသုံးပြုပြီးမှတက်ဆင်ခြင်း3 physical အသုံးပြုပြီးမှတက်ဆင်ခြင်း4 Cast Institute System ဖြစ်တဲ့ဘရင်းပေါက်ပါကိုနံရံမူလောင်းခြင်းတခါတည်းမျိုးရဲ့လောင်းခြင်းဆိုတဲ့တက်ဆင်နည်းတွေပဲဖြစ်ပါရဲ့ရှင်အဲ့ဒီတဲကမှနံပါတ်1တက်ဆင်နည်းအနေနဲ့ကတော့ပုံမှန်တက်ယူတက်ဆင်ဖြစ်တဲ့ဘီလက်မြေချောသားမှာနံရံနဲ့အလူမီနီယံပေါင်ကိုဝက်ပလက်တို့စကရူနဲ့တွဲပြီးဆီလီကွန်နဲ့ရေမီယောပိတ်တာပဲဖြစ်ပါတယ်ဆီလီကွန်ထိုးမဲ့မျက်နှာပြင်နေရာကတော့ဖုံနဲ့အမိုက်ကဲစင်ပြီး6သွင်းနေဖို့လိုအပ်ပါတယ်အဲ့ဒါမှလည်းဆီလီကွန်ဆွဲကပ်အားကောင်းမွန်စေမှာဖြစ်ပါတယ်ဆီလီကွန်မျက်နှာပြင်ပေါ်မှာနံရံတုပ်စိမ်းများပေးချင်နေခြင်းအားလည်းဆီလီကွန်သက်တမ်းကိုတိုးစေမှာဖြစ်တဲ့အတွက်ကြောင့်အတက်နိုင်ဆုံးမပေးချင်အောင်ဂရုစိုက်ဖို့လိုအပ်ပါတယ်ရှင်နောက်တစ်ပတ်မှာကတော့ဒုတိယတက်ဆင်နည်းဖြစ်တဲ့ subframe method အကြောင်းကိုထပ်မံမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်